extrovert တယောက်ကအယောင်းလုံးမယ်ဆိုရင်အောင်မြင်မယ်လို့တစ်ခါလေးကျရင်လူပြတည့်ရည်ထင်ခဲ့တယ်မဟုတ်ဘူးအဲ့ဒါတွေကကျမတို့ရဲ့ happiness ကကျမတို့ဖြစ်ချင်တာကိုလုပ်နေတဲ့အခါမှာရမယ်အားသက်ချက် creativity power လေးပုံမှန်ထက်ကောင်းဖြစ်တဲ့နာကိုလုပ်နေတဲ့လူထက်ကောင်းရှောင်းဆိုတာကိုလည်းမဆုံးတုံဝေးခဲ့ချင်တယ်နော်ပုံမှန်လေးပြီးမှမိသားမရှိတဲ့ငယ်ချင်းမရှိအတိမရှိရချင်တယ်ပေါ့ကိုမမြင်တဲ့ point of view ကိုကဒီလိုအရှိပဲမြင်တာလीနော်ကိုယ့်အနောက်မှာဘာဖြစ်နေလဲဆိုတော့မမြင်ရအောင်အဲ့ဒါကိုမြင်ပြီးမဲ့တငယ်ချင်းတွေအတိုင်းဝိုင်းတွေ community တွေလုံးဝအရေးကြီးပါတယ်မဟန်ဒီခုနပြောသွားတဲ့အထက်မှာ introvert နဲ့ဒီ extrovert ကိုစမမှတ်သားမိလိုက်တယ်အဲ့ဒါဘာလဲဆိုတော့စမတို့ကတရသေးမှတ်ထားတဲ့အရာရှိတယ်ဟာ तू က extrovert तू ကစကားပြောရင်းနဲ့ဟိုဆရာလင်းတိုင်းညွှန်လို့ပေါ့နော်ဥမာအပြင်စကားပြောရင်းနဲ့ဟို तू က energy ရနေတာဒါပေမဲ့ဒီလိုစကားပြောရင်းနဲ့ energy ရနေပြီးတော့ extrovert တယောက်ကအယောင်းလုံးမယ်ဆိုရင်အောင်မြင်မယ်လို့တစ်ခါလေးကျရင်လူတွေတရသေးထင်ခဲ့တယ်မဟုတ်ဘူးအဲ့လိုမျိုး sales မှာအရင်အောင်မြင်ပြီးတော့ professional ဖြစ်နေတဲ့လူတွေကတစ်ချိန်က introvert ဖြစ်ခဲ့တယ်သူကတကယ်တန်ဖိုးရှိနဲ့သူပြောတင်ပြောထိုက်တဲ့ဟာကိုနေရာမှန်အချိန်မှန်ချိန်သားကြအောင်လုပ်နိုင်ခဲ့တာပေါ့နော်အဲ့တော့တစ်ခါလေကြာရင်ကျမတို့ကစမားဆိုလဲစကားမပြောခြင်းရှောင်လို့မရမှပြောတာပေါ့နော်အဲ့လိုမျိုးကိုက idea ထုတ်ကြတာဝါသနာပါတယ်ဒါပေမဲ့ခါလေကြာရင်ကြာရနေရာမှာအဆင်ပြေအောင်လုပ်ကြတဲ့အခါမျိုးရှိတယ်အဲ့တော့အကယ်၍များလူတွေမှာအားသေးချက်အားသာချက်ရှိတယ်တချို့တွေကလည်းကိုယ့်ကိုငါဒါအရန်အားနေရပဲလို့ခံယူထားတာတွေရှိတယ်အဲ့တော့ဥမာအားဖြင့်ငါဒီlogical thinking မှာအားကောင်းတယ် creative thinking မှာအားနည်းတယ်ဒီလိုခံယူထားရင်တော့မှပဲသူကအားနည်းတယ်လို့စက်ခံယူပြီးတော့အဲ့တိုင်းမသွားဘဲနဲ့အားနည်းချက်ကိုအားသာချက်အဆင့်မရောက်ရင်တော့မှအားနည်းချက်အဆင့်မဖြစ်အောင်ထိန်းထားနိုင်ရင်သူကနောက်ထပ် level တစ်ခုကိုတက်တာပဲဆိုတော့အခုမဟန်ဒီပြောသွားတဲ့အထဲမှာဇမဘာကိုသွားချိတ်ပြီးစဉ်းစားမိတယ်ဆိုတော့ဒါလေးစဉ်းစားမိရပါတော့ဆိုတဲ့အတွက်ကြောင့်နောက်တစ်ခုကကြတော့အလုပ်လုပ်တဲ့အခါမှာလုပ်တဲ့အချိန်မှာ 100% focus လုပ်ဆိုတဲ့ဟာလေးကအရန်ကောင်းပါတယ်ညီမလေးဒါကအမတို့ကပြန်ပြီးတော့သင်ယူရမယ့်ဟာလေးတွေခါလေးကြရင်လုပ်နေရင်လည်းစိတ်ကဟိုရောက်ဒီရောက်ရှိရယ်ဆိုတဲ့အတွက်ကြောင့်အဲ့လိုမျိုးလေးလည်းလုပ်နေတယ်ဆိုရင်လုပ်လို့ရတယ်ဒါကြောင့်ကဒီလိုလုံးဝ perfect ဖြစ်နေတာလေအဲ့လိုမျိုး perfect ဖြစ်တဲ့လူကလည်းလုံးဝရှားတယ်လုံးဝရှားတယ်ဘာလို့လဲဆိုတော့ကိုရင်းထက်ဆိုင်မှာပေါ့နော်အဲ့တော့သူပဲဖြစ်နေရပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ share တို့တွေကြိုက်တဲ့လူတွေရတယ်ဒါဆိုတော့landing အနေနဲ့နောက်ဒီစမတို့ရဲ့ဒီ audience တွေကတိရအောင်ပေါ့နော်ဝါသနာပါတဲ့လူကိုတကယ်လုပ်တဲ့အခါမှာအောင်မြင်နိုင်တာဥပမာဝါသနာပါတဲ့လူကိုလုပ်ပြီးတော့တကယ်အောင်မြင်နိုင်ရဲ့လားပေါ့နော်ဖြစ်စင်တာထက်ဖြစ်တင်တာကိုဦးစားပေးရတဲ့အခါတော့ရှိတယ်အဲ့လိုမျိုးရောလုပ်တဲ့အခါဒါတော့လေကျမတို့တက်ကြီးသွားပြီဖြစ်စေစေကြတဲ့အရွယ်ဖြစ်စေဒီနေ့ကအများနဲ့မိခင်ရမိကောလို့ထင်တယ်နော်ကိုမိသားစုမှာဆိုဘာဖြစ်ချင်လဲကိုမင်းပဲပြီးရင်နေတော့ဒါတရားဖြစ်တဲ့နေတော့ဆိုရပြောကြတယ်အဲ့တော့ကျမတို့ဖြစ်ချင်တာနဲ့ဖြစ်တဲ့နာမှာဘဝမှာဘာ choice လုပ်မလဲကျမကိုယ်တိုင်ဒီလိုပဲ choice လုပ်ခဲ့ရတယ်ခုနကပြောသလိုကျမဒီစေပညာနယ်ပယ်မှာကျမဖြစ်တဲ့နေပေါ့ကျမမိဘနဲ့ကျမရဲ့ background ကစေပညာနယ်ပယ်မှာပဲဆက်လက်ရှိတဲ့ကျမဖြစ်ချင်တာကြတော့စေပညာနယ်ပယ်မဟုတ်တော့ဘူးလေ miss တွေပဲပြန်ပြီးဆိုမရတော့ပို့ပါဝင်သွားပြီဆိုကျမတို့ပြောချင်ဆိုချင်နဲ့လှချင်ပါချင်ဖြစ်သွားတယ်ဟာဒီနယ်ပယ်ကငါသူတို့ဖြစ်တဲ့နေပြောလို့ငါမှဖြစ်ချင်တာကြီးမှမဟုတ်တာအဲ့ဆိုရင်တော့ငါနည်းနည်းလေးခေါင်းမှမရတော့မယ်ပေါ့နော်အဲ့လိုမျိုးခေါင်းလာခဲ့တာပေါ့နော်အဲ့တော့ခေါင်းမှပဲရှောက်ခဲ့တဲ့လမ်းပေါ့အောင်မြင်လားတော့ဆက်ဆက်ကြည့်ရမှာပေါ့လေအခုချိန်ထိရအောင်နေလို့ပြောလို့ရပါတော့ကျွန်တော်တို့ market ကိုလည်းကျွန်တော်ပြင်နိုင်ဆိုလို့နော်အဲ့တော့ကျွန်မကတော့အောင်မြင်နေလို့တော့အခုချိန်ထိတော့ပြောလို့ရပါတယ်နော်မက်ဆင်မှာမျိုးမျိုးကိုကျွန်တော်ဖြစ်ချင်တာတော့လုပ်တဲ့ခါမှာကျွန်တော်ပြောတယ်လေပြောရှင်မှုဆိုကျွန်တော်ရအောင်မြင်မှုပဲနော်အောင်မြင်မှုဘာနဲ့တိုင်းတာလဲငွေချင်းနဲ့တိုင်းတာမျိုးဆိုတော့တမျိုးပေါ့ကျွန်မကတော့ပြောရှင်မှုနဲ့တိုင်းတာရဲဆိုကျွန်မအခုရောက်နေနေမှာကျွန်မပြောတယ်ကျွန်မလုပ်နေရလို့ကိုကျွန်မဘလို့ပဲလုပ်နေရကျွန်မစိတ်ကျဉ်နေမှုရတယ်အဲ့ဒါလေးကကျွန်မရဲ့အခုချိန်မှာ achievement ပေါ့နော်အဲ့တော့အဲ့ဒီ achievement ကိုကျွန်မဘယ်လို balance လုပ်မလဲကျွန်မလည်းနည်းနည်းလက်တွေ့ကြလေးအခုဒီမှာလဲအကုန်လုံးက business လုပ်နေတဲ့သူတွေလာကြတဲ့ seminar လေးဖြစ်တဲ့ခါကျတော့လေစီးပွားရေးရှုထောင့်လေးပဲကျွန်မပြောပေးမယ်နော်အဲ့တော့စီးပွားရေးရှုထောင့်မှာဆိုကျွန်မတို့ကလေဝင်ခွဲရခက်တဲ့အရာတွေဖြစ်စေကိုသုံးသက်ချက်တွေဖြစ်စေကျွန်မတင်တန်းမှာလေတင်တန်းသူတွေလောက်ခိုင်းတာရှိ SWOT analysis လို့ခေါ်တယ်ကြားပြကြမှာပါ business area ကသူတွေဆို SWOT analysis ဆိုကျွန်မတို့ကို reflection နေနဲ့လေ analyze လုပ်တယ်လေတခုခု decision ချဖို့ခဲရင်းနေတဲ့အခါမျိုးမှာလေ SWOT analysis လုပ်ကြည့်ပါနော်အဲ့တော့ SWOT analysis ဆို S ကပါလဲဆိုတာလည်းသိပြီးသားပါလေ strengths yes အဲ့တော့အားသာချက်နော်အဲ့တော့ကျွန်မဒီမှာခုနကပြောတဲ့ pathway နှစ်ခုရဖြစ်ချင်နေဆို pathway ကို SWOT analysis လုပ်ကြည့်အောင်ကျွန်တော်တို့ဖြစ်ချင်တာတွေဖြစ်အောင်လုပ်တဲ့အခါမှာဘယ်လိုလေးရှိမလဲကြည့်အောင်ဖြစ်ချင်တာတွေဖြစ်အောင်လုပ်တဲ့အားသာချက်ကဘာတွေရမလဲ
ပြောတာပေါ့ကျွန်မကတော့ပြောပြီးပြောကိုလို့ချင်တယ်ကိုလို့ရပြောလေဒီမှာဘာပြောဂင်းကိုမဆိုင်ဘူးကိုလို့ချင်တယ်ကိုဖြစ်အောင်ဖန်တီးနေတဲ့အချိန်မှာပြောတာပဲမိုးမမြင်လို့မြင်ပြောဟုတ်တယ်မိုးလင်းမိုးချုပ်မနဲ့အချိန်ညအချိန်ဆိုမရှိဘူးရတဲ့ကိစ္စမရှိလုံးနိုင်တယ်အဲ့ဒါတွေကကျွန်မတို့ရဲ့ happiness ကကျွန်မတို့ဖြစ်ချင်တာတွေလုပ်နေတဲ့အခါမှာရမယ်အားသက်ချက်နောက်တစ်ခုဘာရအားသက်ချက်တွေရသေးတယ်ကျွန်မတို့ကိုယ့်ရဲ့လမ်းသစ်ဖောက်ပြီးတော့ကိုဖြစ်ချင်တာလုပ်နေရတဲ့ creativity power လေးပုံမှန်ထက်ကောင်းတယ်ဖြစ်တဲ့နာကိုလုပ်နေတဲ့လူထက်ကောင်းဖြစ်တဲ့နာလုပ်တဲ့လူတွေကြတော့ကျွန်မတို့ခုနပြော fixed mindset တွေရောက်သွားပါဒီနေစားဒီကိစ္စဒါလုပ်ရမယ်ဒီ duty and responsibility လုပ်ရမယ်နေရဒီတာဝန်တွေထမ်းရမယ်ဒါလုပ်ရမယ်ဆိုခေါင်းစဉ်အောင်ရောက်သွားတော့ fixed mindset ဖြစ်သွား creativity power မကောင်းတော့ကျွန်တော်တို့ဖြစ်ချင်တာတွေလုပ်နေတဲ့လူတွေကကြောင့်ဘာကောင်းလဲဆို creativity power အားကောင်းတယ်အဲဒါကျွန်တော်တို့အားသာချက်ပဲကိုအားသာချက်ကိုကျွန်တော်တို့သုံးချမယ်လေခုနကမှပြောခဲ့အားသာချက်တွေသုံးချပြီးအားနည်းချက်တွေလည်းမတိမတာလေးမိန်သွားအောင်ကျွန်တော်တို့လုပ်ရမှာဟုတ်နော်အဲ့တော့အဲ့ဒီဟာတွေကကျွန်တော်တို့အတွက်ဖြစ်ချင်တာတွေရှောက်တဲ့အခါမှာပျော်ရွှင်မှုတွေရတယ်စိတ်ကူးတီထွင်ဖန်တီးမှုတွေစမ်းသစ်မှုတွေကျွန်တော်တို့ပြုလုပ်နိုင်တယ်ဒါကျွန်တော်တို့ရဲ့သွားတဲ့ career မှာကျွန်တော်တို့လုပ်နိုင်မယ်အားသာချက်လက်နက်ကလေးနောက်ထပ်ကျွန်တော်တို့ဖြစ်ချင်တာတွေလုပ်တဲ့အခါမှာစိတ်အာဒီတာပြင်းပြတဲ့ burning desire ကျွန်မခုနပြောမျက်လုံးနဲ့အယံတောက်တဲ့ဟာလေးကဖြစ်ချင်တာတွေလုပ်တဲ့လူတွေမျက်လုံးမှာအယံမြင်ရတယ်ဖြစ်တဲ့နာတွေလုပ်တဲ့မျက်လုံးတွေကတော့အချင်းမောင်မုံတိမုံဝါပေါ့နော်အချင်းမူတူမျက်လုံးလေးဖြစ်နေကြပါပေါ့နော်ဖြစ်တဲ့နာတွေလုပ်နေစိတ်ရုပ်တွေဖြစ်ချင်တာတွေလုပ်တဲ့လူတွေကတော့တကယ်ရောမှအယံတောက်နေကြတယ်ဒါကကျွန်တော်တို့ရဲ့ strength တွေမှာပါနောက် sweat ဆိုတော့ W ရပါတယ်လေအားနည်းချက်တွေ weaknesses တွေနော်အဲ့တော့အားနည်းချက်တွေကကျွန်တော်တို့ဖြစ်ချင်တာတွေလုပ်တဲ့အခါမှာဘာရလားဘာရအားနည်းလဲဘူးမပန်းတော့နော်ဘူးမလည်းကြည့်လိုက်လို့မှကိုတယောက်တည်းဘူးမကိုတော့မရှိဘူး။ no lack of support နောက်ကနေကိုအားပေးမဲ့လူမိသားစုကလည်းတော့နေလှုပ်ချင်တယ်လို့ပြောကျွန်မတကယ်မှကိုတော့မဟုတ်ဘူး။နေလှုပ်ချင်တယ်လှုပ်တာကိုဖြစ်ကိုခံသွားနောက်ကနေဘာမှလာမတောင်းနဲ့ဘာမှမပေးဘူး။အားတစ်ချက်မှမထုတ်ဘူးကိုလှုပ်ချင်တာကိုလှုပ်ကိုပါကိုရှာကိုပါကိုလှုပ်အဲ့လိုမျိုးနဲ့ကျွန်မတို့က lack of financial support လုပ်ငန်းတစ်ခုလုပ်ချင်တဲ့ idea ရောအရန်ကောင်းတယ်အားဒါတွေလုပ်ချင်ဒါပေမဲ့နောက်ကကျင်းနေညံ့မှာမရှိရင်းနှီးမြှုပ်နှံမှုကမရှိဖြစ်တော့ခါရဘူးနော်အဲကျွန်တော်တို့ဖြစ်ချင်တာတွေလုပ်တဲ့အခါမှာအဲ့ဒီကျွန်တော်တို့အားနည်းချက်ဆိုရယ် lack of support ဆိုကျွန်တော်တို့ဘယ်နယ်ပယ်ပေါင်းဆိုတာကြုံရနိုင်တယ်နော်အဲ့ဒီအားနည်းချက်တွေကျွန်တော်တို့ဘယ်လိုဖြေလို့ရမလဲကျွန်တော်မနေ့ကပြောတဲ့ ABC ဘယ်လိုလုပ်လဲဘာလုပ်မလဲ always be connecting အများနဲ့ချိတ်ဆက်လို့ကျွန်တော်တို့ဖြစ်ချင်တဲ့အားသာချက်လမ်းကြောင်းမှာရှိတဲ့လူတွေနဲ့ချိတ်ဆက်လို့အဲ့ဆိုကျမတို့ကဘာလုပ်မှာလဲအဲ့ဒီခုန lack of support တွေကနေမဟုတ်တော့ဘဲနဲ့ကျမတို့လမ်းကြောင်းတူတဲ့သူတွေဆိုကျမတို့လမ်းချင်းတွေ့လူချင်းတွေ့ကြမှာလူချင်းတွေ့တဲ့အခါသူတို့က support ပေးလာမယ်ဒါဆိုကျမတို့ကခုနလမ်းမတူတဲ့လူနဲ့သွားပြီးတိုက်ခံလုပ်နေတဲ့လူတွေအစားလမ်းတူတဲ့လူတွေမှာကျမတို့ support ရအောင် ABC ကိုတိစောက်ထား okay လားအဲ့ဆိုကျမတို့ weaknesses ကလည်းတနိုင်သမျှခရီးရရှာတာပေါ့နော် okay အဲ့တော့နောက်တစ်ခု W ဆို O ကပါတယ်လေ O က opportunities နော်စာတင်လို့စာတင်လို့အမေဒီနေ့စာတင်ပိတ်ပါအမေတော့ရှိပြောရလို့ပါပဲစာတင်မို့အယုံနဲ့ရောက်တော့စာတင်ပါလေပြန်လွှဲပေးတယ်နော် opportunities အဲ့ကိုဖြစ်ချင်တာကိုလုပ်တဲ့အခါမှာကျမတို့ဘာခွင့်လန်းနေရမလဲပေါ့နော်ကိုဖြစ်ချင်တာကိုလုပ်တယ်ဆိုတော့ခွင့်လန်းအခုလူငယ်တွေလည်းဒါကြောင့်အဖို့များရတယ်ဆိုတော့လူငယ်တွေ young entrepreneur ဆိုရင်ခေါင်းကုန်ပုတ်ကြည့်ရမယ်ဆိုဦးထူထူလူငယ်များဆိုကုန်ပုတ်ရမယ်နော်ကိုဖြစ်ချင်တာကိုလုပ်တဲ့အခါသူများတွေဖြစ်တင်ပါတယ်ဆိုတော့လည်းလိုက်တဲ့အခါမှာနော်အဲ့ဒါ young entrepreneur တွေပေါ့နော်အဲ့ young entrepreneur အနေနဲ့သူများတွေရဲ့ဘဝကိုကျမတို့ inspiration ပေးလို့ရအခုဆိုဒီတားနဲ့တမင်နဲ့ဆိုတော့သူတို့ရဲ့ဘဝ life ကို inspirational message တွေပေးခဲ့ကြဒါကိုကြည့်မိရဲ့လူငယ်တွေကိုဖြစ်ချင်တာကိုလုပ်ချင်တဲ့လူငယ်တွေကသူတို့ကြည့်ပြီး motivation တွေရလာ inspiration တွေရလာအဲ့ဒါကျမတို့ဘဝမှာကျမတို့ဖြစ်ချင်တာကိုလုပ်တဲ့အခါမှာအဲ့ဒီအခွင့်အလမ်းကျမတို့မှာရပိုင်နေရှိတယ်ပေးပိုင်နေရှိတယ်ဖြစ်တဲ့နာတွေလုပ်တဲ့သူတွေကတော့အဲ့လိုမျိုးသူများ inspiration ပေးဖို့ဘယ်လိုခေါ်မလဲခဲရင်နေပေါ့နော်သူတို့ကဘောင်းနေစီးတွေကပဲ line နာပြီး follow line နေရတာဖြစ်တဲ့အတွက်အဲ့တော့နောက်ဆုံးတစ်ခုကတော့threatening okay trust ချင်းချောင်းမှုချင်းချောင်းမှုစာရမေးရပါတော့ချင်းချောင်းမှုဆိုတဲ့အခါကျရင်ဘာလို့ချင်းချောင်းမှုကိုဖြစ်ချင်တာကိုလုပ်တဲ့အခါမှာစဉ်းစားကြည့်ပါဦးအများကြီးပဲလို့ခုနကပြောတာဒါဘာလို့ချင်းချောင်းခံလဲဒါကိုဖြစ်ချင်ကိုလုပ်တဲ့အခါမှာဒါအများကြီးဝေဖန်ကြရမလားနောက် pressure စကလုံးတွေအများကြီးပြောကြတယ်နောက်သူကြားလို့မှတကယ်ဟတ်ထီသွားလိုက်တဲ့စကလုံးတွေလည်းအများကြီးသူဝေဖန်နိုင်ကြုံခဲ့ရတယ်အဲ့လိုမျိုး pressure တွေအရင်ပြီလာတာကျမတို့ရဲ့ချင်းချောင်းမှုတွေကိုဖြစ်ချင်တာကိုသွားရလမ်းမှာရတယ်လမ်းချောင်းတွေအဲ့တော့ကိုဖြစ်ချင်တာကျမခုန analysis လုပ်လိုက်တော့ SWOT analysis လုပ်လိုက်တော့အားသာချက်ရှိသလိုအားနည်းချက်ကလည်းရှိနေရတယ်ဒီလမ်းကိုရှာကျမတို့မှာခုနကညီမလေးဟန်တီပြောသလိုပဲ middle ground ကိုယူတက်ဖို့လိုတာပေါ့ balance ပြောင်းလုပ်ဖို့လိုတယ် passion နဲ့ career အောင်ကျမတို့သွားမယ်ဆိုသူ့ရဲ့ time management ကသူ 100% focus လုပ်ပြီးတော့မှ balance ပြောင်းလုပ်ခဲ့အဲ့လိုမျိုးပဲကျမတို့ကလည်းဖြစ်ချင်တာနဲ့ဖြစ်ချင်တာ analysis လုပ်လိုက်ပြီးလို့ရှိရင်ကျမခုနအားနည်းခြင်းနဲ့ချင်းချောင်းမှုတွေကိုငါဘယ်လိုကာပါရင်မလဲငါဘယ်လိုဒီဟာလူချမ်းမင်းသားကြီးနဲ့ငါဘယ်လိုဖြတ်တန်းမလဲဆုံးဖြတ်လိုက်ဆုံးဖြတ်ပြီးသွားလို့ရှိရင်ကျမဒီညမှာကြံပေးချင်တာဖြစ်ချင်တာနဲ့ဖြစ်တင်တာဆိုလို့ရှိရင်ဘယ်ဟာရွေးပါလို့ကျမတို့ပြောချင်ဘာလို့လဲဆိုလို့ရှိရင်ကျမကိုယ်လည်းအဲ့လိုမရွေးခဲ့ဘူး
ပထမဆုံးဘာလို့လဲသိရမှာဆိုကျွန်တော်တို့ကိုယ့်ရဲ့ engine ကိုသိကိုယ့်ရဲ့ engine အပြည့်မောင်းနိုင်နေတဲ့အချိန်မှာဆိုဖြစ်ချင်တာဦးစားပေးပြီးလုပ်ကျွန်မငယ်ရတဲ့အချိန်တော့လုံခဲ့တဲ့စနစ်တော့ဖြစ်တဲ့နေဆိုတော့လောကကောင်းတဲ့ဖြစ်ချင်တဲ့နောက်ကိုကျွန်မသွားပြီးလုပ်ခဲ့တဲ့အခါကျတော့ကျွန်မအော်ဒါဒီလမ်းကိုရှောင်နေနိုင်ခဲ့ပြီဒါပေမဲ့ကျွန်မတို့ကနေရာတိုင်းမှာဖြစ်ချင်တာကြီးပဲဦးစားပေးလို့မရဒါဆိုကျွန်မတို့အတ္တကြီးရဲ့သူဖြစ်လာမယ်တကူကောင်းဆန်တဲ့သူဖြစ်လာမယ်တာဝန်ယူစိတ်မရှိတဲ့သူဖြစ်လာမယ်ဟုတ်လားနင်းဒီတာဝန်ယူသိနေပြီဒီတက်ရွယ်မှာဒါမှမလုပ်နိုင်သေးဘူးဖြစ်ချင်တာပဲဒီနေ့ဦးစားပေးပြီးလုပ်နေမှာလေဒီနေ့အလေးလိုက်နေမှာလေဆိုတာမျိုးကိုကျွန်မတို့ကြားလာအဲ့ဒါကြောင့်ကျွန်မတို့ဖြစ်တင်နေဆိုရတာဝန်ယူတဲ့စိတ်ကိုကျွန်မတို့ခုန engine power နည်းနည်းလေးကျလာပြီငါဘဝမှာသွားတဲ့အခါမှာခုနလူချမ်းမင်းရရဲ့နည်းနည်းအားပြော့လာပြီလူချမ်းမင်းရရဲ့အားပြော့လာပြီ engine power လည်းတိတ်မကောင်းလို့ဆိုတော့ဖြစ်တင်တာကလေးကိုတွဲခေါ်ပြီးကျွန်တော်တို့ဘဝမှာရှောက်ကြည့်ပါကျွန်မတို့ကျွန်တော်ရွေးချယ်စရာတစ်ခုပေးကို engine ကိုပြီးငါဘေးချိန်မှာတွန်းတိုက်ကြားကြိုက်တွန်းရဲကြားကြိုက်ဖြစ်ချင်တဲ့ဘက်ကိုဦးစားပေးပြီးသွားမလဲဒီချိန်မှာတော့ငါဖြစ်တင်နေဆိုလမ်းထဲမှာပြန်ပြီးတော့ carry ယူသွားမလဲကျွန်မဆိုလည်းအခုချိန်မှာဖြစ်တင်နေဆိုအရာတွေဒီချိန်မှာပြန်ပြီးတော့ဖြည့်ဆည်းနေရပေါ့နော်ဖြစ်ချင်တာတွေဦးစားပေးပြီးမပေးပါနဲ့ဖြစ်တင်တာကိုလည်းကျွန်မတို့ရဲ့အသက်အရွယ်တစ်ခုမှာပြန်ပြီးတော့စဉ်းစားပေးတင်တယ်လို့မြင်တယ်ဒါလို့ကျွန်မအခုမှလေးပြောနေနေဘာမှသွားတတိယလဲဆိုကျွန်မတို့ငယ်ငယ်တော့မိုးရှင်ကားတကကြည့်ဘူးလားမသိဘူးကလေးတယောက်ဆောင်တွေကအဲ့ဒီဇကားမှာသူကအကယ်ဒမီတောင်ရကျွန်တော်တို့ငယ်ငယ်တုန်းကကြည့်ခဲ့တဲ့ကားအသက်ရွယ်မကွာဘူးဆိုသိလောက်အဲ့ဒီဇလန်းထဲမှာအဲ့ဒီမင်းသမီးပေါ့နော်မင်းသမီးကသူကအရန်ထက်မြက်တဲ့မျိုးသမီးတယောက်ထက်မြက်တဲ့မျိုးသမီးတယောက်မှာသူကလှုပ်ရည်ကန်ရလည်းအရန်တော်တယ်လို့မှာလှုပ်ရည်ကန်ရအရန်တော်ပြီးဒီနေ့ကျတော့သူ့ရဲ့မိသားစုကနေ arrange marriage ပေါ့နော်ဒီရွယ်မင်းကလေးကအိမ်အောင်ပြုရတော့မယ်ရွယ်ရောက်ပြီးအိမ်အောင်ပြုတော့ဆိုပြီး arrange marriage လုပ်လိုက်တော့သူယောက်ျားရတော့အိမ်အောင်ကြတော့အိမ်အောင်ကြသွားတဲ့အခါမှာသူကဘာဖြစ်သွားလဲဆိုတော့ကိုဝင်ရှိသွားအဲ့တော့ကိုဝင်ရှိသွားတဲ့အချိန်မှာမှဘာဖြစ်လဲဆိုအဲ့ဇလန်ကသူက promotion တွေရပြီးတော့မှနိုင်ငံခြားကို job offer သူ့ကိုဒီမင်းသမီးကိုကန်လှန့်တဲ့အချိန်နဲ့ကြုံလာတဲ့ခါကျတော့သူဖြစ်ချင်တာပါလေတကယ်ကိုမှဟုတ်လားလုပ်ငန်းမှာ career မှာ business career မှာ business entrepreneurship အနေနဲ့ဥဆောင်နိုင်တဲ့အမျိုးသမီး leader အနေနဲ့သွားချင်တာသူ့ရဲ့ဖြစ်ချင်တဲ့စိတ်ဖြစ်တဲ့နာကျတော့သူကမိခင်တရားကိုဝင်ရှိလာပြီဟုတ်လားအလုပ်တွေလည်းမလုပ်နဲ့တော့ယောက်ျားတွေကလည်းပြောကြပြီအိမ်ကယောက်ျားလည်းပြောပြီးဟုတ်လားမိဘတွေကလည်းကလေးကိုပဲအမေဆိုပြိုးထောင်ရတော့မယ်မိခင်တယောက်ဖြစ်လာပြီဖြစ်တင်နိုင်ဆိုရင် Rose ကသူကမိခင်တယောက်ရဲ့ Rose ကိုဖြစ်သွားအဲ့ခါမှာအဲ့ဒီဇလန်ကဘယ်လိုချိုက်ပြလဲဆိုတော့အဲ့ဒီမင်းသမီးရဲ့စိတ်ထဲမှာဒီသူ့ရဲ့ကိုယ်ဝင်ရသွားတဲ့သမီးကလေးမွေးတာပေါ့နော်သမီးကလေးပေါ်မှာသူကစိတ်ဒဏ်ရာ trauma အကြီးကြီးရသွားတယ်ဒီကလေးကြောင့်မလို့ငါဖြစ်ချင်တာတွေမလုပ်လိုက်ရဘူးငါဖြစ်ချင်တဲ့ဘဝအိမ်မက်တွေငါဆွတ်လွတ်လိုက်ရတယ်ဆိုတဲ့ဒီကလေးပေါ်မှာသူ့ရဲ့နာကြီးချက် trauma တွေကဒီကိုယ်ဝင်ရှိတဲ့အချိန်ကလေးကစားသူကခန်းစားသွားရတယ်ခန်းစားသွားတဲ့အခါကျတော့ဒီကလေးကကြီးလာတဲ့အခါကျတော့ဒီကလေးနဲ့သူနဲ့ကြားမှာ relationship အမေနဲ့သမီးနဲ့ကြားမှာမရှိတော့ဘူးပေါ့နော် relationship ကမရှိတော့ဘူးအဲ့တော့ unhealthy relationship တွေဖြစ်လာ healthy မဖြစ်တော့သားမိကြားမှာဆက်ဆံရေးတွေအဆင်မပြေဘူးအဲ့ခါကျတော့ तू ကလည်းသူ့ရဲ့စိတ်ကမသိစိတ်ကဒီကလေးကိုမုန်းတီးနေရဖြစ်တဲ့အတွက်ဆက်ဆံတာတွေနည်းနည်းကြမ်းတက်တဲ့ခါအဲ့ဒီကလေးလေးကအသက်အရွယ်တစ်ခုရောက်လာတော့စိတ်ဖောက်ပြန်သွားတယ်အဲ့ဇလန်ထဲမှာအဲ့ဒီသမီးလေးကလေးတယောက်ဆောင်လေးကတယောက်ဆောင်တာအရန်ကောင်းတဲ့ခါကျတော့ academy ရကလေးတယောက်ဆောင်နေတယ်ကျမတို့ငယ်ငယ်ကြည့်ခဲ့တဲ့ကမှာနော်အဲ့ဒါလေးဒီဘာကိုပြောချင်တာလဲဆိုဖြစ်ချင်တာကိုစွတ်လွတ်ပြီးတော့ဖြစ်တဲ့လမ်းကြောင်းလိုက်တဲ့အခါမှာလူတွေကပျော်ရွှင်ကြလားမပျော်ရွှင်ကြအောင်မပျော်ရွှင်ကြတော့ကျမတို့ဘသူ့ကိုသွားပြီးအပြစ်ဖို့လဲအပြစ်ဖို့တယောက်ယောက်ကိုသွားရှာတယ်တခုခုကိုသွားပြီးတော့ကျမတို့ရဲ့ဒေါသတွေပောက်ကွဲဖို့အတွက်နေရာတစ်ခုကိုသွားရှာအဲ့ခါကျတော့သူကဒီကလေးကိုသွားရှာတာပေါ့နော်ဒီကလေးကအပြစ်မရှိပေမဲ့သူ့စိတ်ထဲမှာဒီကလေးကငါ့ကိုဆွဲချခဲ့တယ်ငါရဲ့ရန်သူဆိုတဲ့ပောက်ကွဲမှုတွေအကုန်လုံးဒီကလေးပေါ်မှာသွားပြီးတော့ကျမတို့ပောက်ကွဲတဲ့ခါကျတော့ကျမတို့ဘသူ့အတွက်မှမကောင်းသူ့အတွက်လည်းမကောင်းနောက်ချိန်ကျတော့ဒီအမေကသူ့သမီးကိုပြန်ကြည့်ပြီးသူသင်ခန်းစာရနောင်တရတယ်ပေါ့နော်ငါဒီလိုမျိုးလုပ်ခဲ့ပြီလို့ငါသမီးလေးကလည်းစိတ်ဝေဒနာတွေဖြစ်သွားတယ်ငါတို့သားမိဒီလိုဖြစ်ရရဲဆိုပြီးနောက်ဆုံးမှာတော့ ending ကတော့ဒီလိုသင်ခန်းစာယူစရာနဲ့တင်ခဲ့တာပေါ့နော်အဲ့တော့ကျမပြောချင်တာကျမတို့ရဲ့ဘဝမှာဖြစ်တဲ့နာတွေကိုကြီးပဲဦးစားပေးပြီးကိုပျော်ရွှင်မှုလည်းအပြောက်ဆုံးမခံနဲ့ဟုတ်လားခုနကဇလန်ထဲမှာဆိုကိုယ့်ရဲ့ဖြစ်တဲ့နာတွေကိုလုပ်ကြည့်ပြီးကိုပြောလားမပြောဘူးအဲ့ဆိုကျမတို့ကဒီဖြစ်တဲ့နာကိုလုပ်ဖို့အတွက်အင်အားမရှိဘူးစီခုနက engine power လို့လေ engine power ဖွချက်တာမထွက်တော့ဘူးနော်အဲ့ဆိုအင်ဂျင်ကစက်ကြီးရက်နေလေအဲ့ဆိုကျမတို့ကဘာလုပ်ရမလဲဖြစ်ချင်တာလေးကိုလုပ်တဲ့အခါမှာပြရတဲ့ပျော်ရွှင်မှုလေးတွေမှတ်ထားကလေးတွေဆိုမိသားနဲ့ထိန်းသိမ်းတဲ့အခါမှာခုနကနေစားကြက်လို့မပြောဘူးဝစားခြင်းနဲ့ရပြီမုတ်စားအမကျူးရဲ့ကစားခွင့်လိုက်ပို့ပေးမယ်ကစားခွင့်လိုက်ပို့ရပြောမှတ်ထားပြီးရင်ခုနကနေစားလို့ရမှာနော်ကစားခွင့်ပို့ပြီးစားလို့ရမှာနော်ဖြစ်ချင်တာကိုရပြီးတော့အခါမှာ तू ကပျော်လာတဲ့အခါခဏနေစားလို့ရမယ်ဆိုရင်ဖြစ်တင်နေမှာ तू ဟာစိတ်မစင်းရဲတော့ဘူးအလောက်ကြီးထိနော်အဲ့တော့ကျမတို့ရဲ့ခန္ဓာကိုယ်အဲ့ဒီတိုင်းပါပဲဖြစ်ချင်တာလေးတွေလုပ်တဲ့အခါမှာရခဲ့တဲ့ပျော်ရွှင်မှုလေးတွေမှတ်ထားငါဒီလောက်ထိတော့ငါလုပ်ပြီးငါဖြစ်တင်တာလုပ်ရတော့မယ်နော်ဆိုရင်ချင်းကြရင်ဘသူ့ကိုမှမပေါက်ကွဲဘဲနဲ့ဘသူ့ကိုမှအပြစ်မဖုတ်ချပဲနဲ့တာဝန်ယူစိတ်အပြည့်နဲ့လုပ်ပါဒါဆိုဖြစ်ချင်တာနဲ့ဖြစ်တင်တာ balance ဖြစ်လာမယ်လို့မြင်ပါတယ်နော်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့
ကျေးဇူးတင်ပါတယ်ဒီချေငငယ်တော့ဇလန်းတွေပါတခါနားထောင်လိုက်ရရုပ်ရှင်တွေပါကြည့်လိုက်ရတယ်လို့ပဲဟုတ်အခုကကိုဆိုင်ကိုမေးချင်ပါတယ်စမတို့ရဲ့ဒီ YPN Club ကလည်းရန်လီဒါတွေအတွက် networking အတွက်ဖန်တီးထားတဲ့ club လည်းဖြစ်တာဆိုတဲ့အတွက်ကြောင့်သူတို့တွေစီမှာလည်းသူတို့ရဲ့သက်ဆိုင်ရာ professional အလုပ်တွေလည်းရှိမှာဆိုတော့အဲ့ဒီလမ်းကြောင်းပေါ်မှာဟိုပို့ပြီးတော့သူတို့လောက်ကင်ရတဲ့အခါမှာပို့အဆင်ပြေသွားစေမဲ့မှတ်သားစရာလေးရှင် share ပေးပါအောင်ဒီအပြင်ကိုဆိုင်အနေနဲ့ကကြတော့အခုအခြေအနေမရောက်ခင်မှာလွန်ခဲ့တဲ့9နှစ်လား10နှစ်လားပြန်ကြည့်မယ်ဆိုရင်တကယ် survival လုပ်ခဲ့ရမှာပဲဆိုတော့ဒီလိုအရာလေးတွေနဲ့ချိတ်ဆက်ပြီးတော့လည်း sharing လုပ်ပေးပါအောင်ကိုဆိုင်ဟုတ်ကဲ့ပါကျွန်တော်အနေနဲ့ကနော်ဒီနေရာထိအခုရောက်ရှိလာပါတော့ဖြစ်တဲ့ခေတ်ဘဝကျတော့လွယ်ကူခဲ့ဆိုတော့တခါမှမရှိခဲ့ဘူးနော်ငယ်စဉ်ကကျွန်တော်ရွာနေလို့ဖားခဲ့ဆိုတော့ကိုယ်အနေနဲ့ရှင်းပါတာစကားကိုရဲ့ပထမဆုံးပါတာစကားပေါ့နော်အဲ့ချိန်မှာမြို့မှာကျွန်တော်တက်တဲ့ချိန်မှာဒီမြန်မာစံတော်တက်တဲ့ချိန်မှာကိုယ်ငယ်စဉ်ကပူလင်းလုပ်ခဲ့အတွေ့အကြုံရှိခဲ့ပေါ့နော်ကျွန်တော်အတူအချင်းချုပ်လေးပဲပြောလိုက်မှာပေါ့နော်ဒီကတည်းကလည်းကိုယ်မှာပူလင်း experience ရှိခဲ့ပြီးတော့လည်းတကယ်ကိုဒီအတူပညာစရှောက်နေတဲ့ချိန်မှာကျွန်တော်ခဏပြောလို့လည်းဒီရန်ကုန်တယောက်တည်းတက်လာပြီးတော့စုံမျိုးမရှိတဲ့နေရာမှာလာပြီးကြိုးစားခဲ့အဲ့ချိန်ဒီမှာဆိုရှင်တယောက်တည်းပြန်ဖို့အတွက်ရှင်ပြန်ရတဲ့ချိန်မှာတမန်ကို15နှစ်16နှစ်ဆိုရှင်မိပါရပြီးမှလိုက်ဖို့ကွာတယောက်တည်းပြီးတော့အဲ့ချိန်မှာကိုယ်ဆုမရခဲ့ချိန်မှာအဲ့မဲ့ကိုကအခုချိန်နဲ့မိတည်းအရှုံးဆိုတာကိုလည်းဘယ်မှာဆုံးကြုံဖို့ခဲ့ချိန်မှာနော်အဲ့ဒီပွဲချင်းပိုင်းနဲ့ပြည်တော်ကြီးကနေကိုယ်ရဲ့အဆောင်တူစီလာရန်လို့ရမှန်းတူကိုမလေးအဲ့ခံစားချက်ရောနော်ဟိုလူမအတက်မရှိတော့တဲ့ခံစားချက်ပေါ့နော်အဲ့ချိန်ကဘယ်မှာရတကယ်ကိုရှုံးနေခဲ့ပထမဆုံးအတွေ့အကြုံပေါ့နော်ကိုယ်မှလည်းပြီးမှမိပါမရှိတဲ့ငယ်ချင်းမရှိအတိမရှိတဲ့ချိန်မှာပေါ့နော်ဒါကတော့ဒီစာရှောက်လန်းခဲ့ချိန်ပြီးတော့ကျွန်တော်ဒီစင်ဟာတဖြစ်လာတဲ့ချိန်ဒီမှာလေခုနကတော့ငါဒီအခမဲ့တင်ကြားခဲ့နေရမှာဖြစ်ခဲ့အခက်ခဲပေါ့နော်ပြီးတော့ကျွန်တော်ကဒီကိုအတက်မဝိုင်းချောင်းနေနဲ့ရှောက်လန်းတဲ့ချိန်ဒီမှာပေါ့နော်စစချင်း2019ဆို2020မှာစပြီးကိုဗစ်အဲ့ဆိုတင်နေလာလိုက်ရတယ်ပြီးတော့ကျွန်တော်ပြင်တင်နေတခြားချိန်တွေကြောင့်ပြေးလိုက်ရတယ်ပြင်ဖွင့်ရတယ် online နဲ့ပြင်စားရတယ်အပြင်နဲ့ပြင်ဖွင့်အဲ့လိုပေါ့နော်ပြေးလိုက်ဖွင့်လိုက်ဟိုအာမလာပြီးဖြစ်ပြလာပြီးဆိုရင်ပြေးလိုက်ရပြန်ပြီးအဲ့လိုလေးပေါ့နော်ဒါကတော့ကိုယ့်ရဲ့အတက်မူဝမ်းကြောင်းဘိုင်းဆိုင်ရာပြီးတော့ဒီဖဲချင်းလောကမှာပေါ့နော်ကိုရှင်ပြိုင်တဲ့ချိန်မှာ2014ကနေစရှင်ပြိုင်တဲ့ချိန်မှာအဲ့ချိန်တော့ကိုဘာမှမဟုတ်ခဲ့ဘူးဘယ်လိုလဲကိုမသိတဲ့ချိန်မှာတောင်မှကိုကိုဖန်ခဲတွေမဖြစ်နိုင်ဘူးလို့ပြောခဲ့တွေ့အများကြီးရှိခဲ့ပေါ့နော်ဆိုတော့မိနစ်တော့ကျွန်တော်တော့ပြိုင်ခဲ့ချိန်မှာဆိုရှင်လေဝေဖန်ခဲ့အရာရမ်းများတယ်ပေါ့နော်ဆိုတော့ဒါရီကဒီငယ်စဉ်ကနေခုချိန်ဒီကိုဖြတ်တန်းလာခဲ့ရတဲ့အတွေ့အကြုံကပြောရမယ်ဆိုရှင်တနေ့ကုန်လုံးမတော်ဘူးပေါ့နော်အရင်များရဲ့ drama ချွားတော့မဟုတ်ပေါ့နော်ဒါတကယ်ကိုဖြတ်တန်းလာခဲ့ရတဲ့အတွေ့အကြုံတွေစစ်ပေါ့နော်ဒီကနေအားလုံးဘာ message လေးပေးချင်လဲဆိုတော့အားလုံးကပြောရမှာပေါ့နော် everything happens for a reason ဆိုတော့ကျွန်တော်ဒီလိုလက်ခံနေပေါ့နော်ထောက်ခံနေဒီအခက်ခဲတွေကကျွန်တော်ပုံမကောင်းမွန်တဲ့နေရာရအောင်ပံ့ပိုးပေးရလို့ကျွန်တော်မြင်တယ်ဒီအခက်ခဲတွေကြားကနေကိုပုံတော့တန်မာလာအောင်ပုံတော့ချင်းမရှိလာအောင်ပုံတော့ independent ဖြစ်လာအောင်ပို့ဆောင်ပေးလို့ကျွန်တော်မြင်နေပေါ့နော်ကျွန်တော်ရဲ့ဒီ story ကနေတစ်ဆင့်နားထောင်ရဲ့တေတူတွေကလည်းဒီကနေနည်းနည်းလေး motivation ရရနဲ့ကျွန်တော်ရှင်းတတ်ပါပြီစဉ်းစားတော့မယ်recap လုပ်ဖို့အချိန်မရှိတဲ့ကြားနည်းနည်းလေးတော့ပြောချင်တာကိုဆိုင်ပြောတိုင်းဒီစမာကအရန်ခံစားချက်အရန်ရှိရလို့မဟုတ်ဘူးဒါပေမဲ့ emotion ကိုထိရွာတယ်အဲ့လိုမျိုးနည်းနည်းတော့မျက်ရည်ဝဲလာတယ်လို့ပဲကဲအဲ့တော့အချိန်ကိုငဲ့ညာပြီးတော့နောက်ဆုံးမေးခွန်းလေးပါဒါကတော့မဟန်ဒီအတွက်ပါခုလူငယ်တွေဆိုတာတစ်ချိန်ခေါင်းဆောင်ပဲလေအဲ့တော့လူငယ်ခေါင်းဆောင်လောင်းတရားတွေအတွက်ဘယ်ဟာကအရေးကြီးတယ်လို့ထင်လဲအဲ့ဒီမှာ networking ကအောင်မြင်ဖို့အတွက်ဘယ်လောက်အတိုင်းတာထိအရေးကြီးလဲဒါလေးဖြစ်ပြီးရင်တော့ပြီးမှာပါနော်ဟုတ်အကုန်လုံးလည်းခြံရအရင်ညောင်းနေပြီဆိုတော့နားလေပါရဲဆိုတော့ဟိုလုံးဝတူတူပဲဟိုပြောပေးမယ်ပေါ့နော် make friends အရေးကြီးပါတယ် make friends တကယ်ချင်းနေလို့ပါကို community ကို grow လုပ်ပါအိမ်မှာနေနေငါလို့တရားကြတော့ငါဒီ project လေးတစ်ခုလုပ်မယ်ဒါပေမဲ့အိမ်မှာပဲနေနေသူဘယ်သူ့ကိုသွားခေါ်ရမှာမသိဘယ်မှတယောက်တည်း stand alone လုံးဝလုပ်လို့မရပါဘူးဒီ kid ပေါ်ဆိုရင် AI kid ကြီး AI kit တွေလူတိုင်း AI လုပ်ပြီးတော့သုံးလို့ရနေပြီမဲ့တကယ် physically အပြင်မှာတကယ်ချင်း at least ကိုယ်တိုင်လုပ်လို့ရနေပြီ advice ပေးရသူတယောက်ရှိမှသာလျှင်
ကိုကနေပြီးတော့ကိုယ့်ရဲ့ကိုမမြင်တဲ့ point of view ကိုကဒီလိုအရှိပဲမြင်တာလीနော်ကိုယ့်ရဲ့အနောက်မှာဘာဖြစ်နေလဲဆိုတော့မမြင်အောင်အဲ့ဒါကိုမြင်ပေးမဲ့တငယ်ချင်းတွေအတိုင်းဝိုင်းတွေ community တွေလုံးဝအရေးကြီးပါတယ်ဘာလို့ဆိုကိုကဘယ်တော့မှ point of view တစ်ခုနဲ့ပဲကြည့်လို့မရပါဘူးဘာလို့ဆိုအဲ့လိုမျိုးပတ်လေကြည့်နေတဲ့သူတွေကဒါပေါ့နော်အောင်မြင်နေတဲ့သူတွေမှာဆိုဒါသူ့ရဲ့ဘေးပတ်ဝန်းကျင်မှာဘာလို့ supporting ကောင်းနေလဲဘာလို့ supporting ကောင်းနေလို့ဒီနေရာရောက်နေရလဲဆိုရင်မိကုန်းတွေအဖြေကအဲ့ဒီမှာရှိတယ်ဆိုတော့ make friends ပါဒီမှာရောက်နေတဲ့သူတွေလည်းအချင်းချင်းတည့်ရတွေလည်းရှိမယ်မတည့်ရတွေလည်းရှိမယ် at least say hi မင်္ဂလာပါဟုတ်ဘယ်ရလဲအော်ဒီမှာဘယ်မှာလုံနေရလဲဘာတွေလုံနေရလဲ okay အဲ့ဆိုရင် friend add လုပ်မလားဟုတ်တယ်နော်ပြီးတော့အကေတနေ့နဲ့တနေ့ဒီလိုရတနေ့ရမှာပြန်လို့ဆိုမှာပဲအကေဟိုနေ့လမ်းမတွေ့ရင်လည်းခေါ်ပါနှုတ်ဆက်ပါ so that make friends community communication အတိုင်းဝိုင်း grow လုပ်တာပေါ့နော် so ခဏနေကြရင်လည်းအချင်းချင်း make ဆက်ပါ say hello တရနောက်တရအနေနဲ့တနေ့ရမှာပြန်တွေ့မှာပဲအပြင်တွေ့တဲ့ခါကျရင်ငါတို့ဒီမှာတွေ့ဘူးလေဆိုပို့ပြီးရင်းနှီးမှုရလာတဲ့ခါမှာကိုလုပ်တဲ့ project တွေကလည်းပိုပြီးအောင်မြင်လာမယ်ပိုပြီးရှေ့ဆက်တော့ပုံမြင်လာမယ်ကွယ်ဘာလို့ဆို process တစ်ခုဆိုတာမြင်လေဒီကိုလူချင်းနဲ့ပိုင်းနိုင်အောင်ရောက်လိမ့်ပဲဆိုတော့အဲ့ဒီဟာမြန်မို့ make friends networking လုပ်ပါရယ်night out တွေထွက်ပါလို့ပြောနေတာမဟုတ်ဘူးနော်ဆိုတော့ night out တွေထွက်ပါလို့မြောက်ပေးနေတင်နေပါဆိုလို့မဟုတ်ဘူးနော်ကိုအနေနဲ့အပြင်နေသွားလို့ရတယ်အိမ်မှာထိုင်နေရတော့ဘယ်တော့မှဘာမှရမှာမဟုတ်ပါဘူးဆိုတော့အပြင်နေသွားပါပြီးရင်အကယ်လူစိမ်းတယောက်ကိုနဲ့မသိရတဲ့ stranger တယောက်ကိုလည်းစကားပြောဖို့ဝင်နေတာနဲ့လူတွေပါပဲအားလုံးကso make friends ပြောင်းရနေမှာ conversation တစ်ခုဖြစ်သွားတယ်လေဖြစ်နေတာပဲပြီးတကယ်တော့ကိုယ့် business partner မဖြစ်လာဘူးလို့ပြောလို့မရဘူးလေနော် so make friends ပါအားလုံးနဲ့ community လေးကိုယ့် circle လေးပေါ့နော်ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင် circle လေးဖြည်းဖြည်းကြီးလာအောင်လုပ်ပါအဲ့ဒီနေမှာကိုယ့်ရဲ့ပျော်ရွှင်မှုတွေအဲ့ရနေရမယ်အောင်မြင်မှုတွေအဲ့ရနေရမယ်ပြီးတော့ကိုယ့် community အတိုင်းဝိုင်းတစ်ခုရှိလာတဲ့အတွက်ဘယ်နေရာတော့အဆင်ပြေမယ်အရေးကြီးဘယ်နေရာတော့ကိုအဆင်ပြေပြီးကိုလုံနေနေကိုအနေနဲ့ညလုံးဝထိုင်ကုန်ဦးရတဲ့နဲ့တူရှိမယ်ကွယ်ကိုဘာမှထိုင်နေသူ့ဘာမှထိုင်နေထိုင်ကုန်ဆိုတော့အဲ့ဒါလေးကအရေးကြီးရပေါ့နော်ဆိုတော့အဲ့ဒီကနေတစ်စင်းအားလုံးနဲ့ grow လုပ်ပြီးဒီ networking ကဘယ်လောက်အရေးကြီးလဲဆိုတာဖြည်းဖြည်းချင်းစီ grow လုပ်ရင်းနဲ့အားလုံးတကယ်ချင်းနေပေါ့နော်ဒီထက်ပိုပြီးတိုးကြပါစေ networking ကိုလုပ်ရင်းနဲ့လည်း carry လို့ဒီထက်ပိုပြီးအောင်မြင်ကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါရှင် thank you Handy အဲ့တော့ teacher ကဒီ 1BN club ရဲ့VP တယောက်လည်းဖြစ်တဲ့အတွက်ကြောင့်အခုတော်တော်များများလဲ teacher ရဲ့မိတ်ဆွေကြီးပါတယ်ပေါ့နော်အဲ့တော့ teacher summarize အနေနဲ့အပိတ်အမှားစကားလေးအမှားစကားမဟုတ်ပါဘူးအဲ့ဒါဆိုအရန်ကိုစားဆန်သွားပြီနှုတ်ဆက်စကားလေးပြောပြီးတော့ဒါဒီ panel discussion လေးဒီမှာပဲပြီးဆုံးသွားအောင်တစ်ချက် teacher ပြောပြပါအောင်ဟုတ်ကဲ့ပါအဲ့တော့အပိတ်အမှားစကားလေးပေါ့လားအပိတ်နှုတ်ခွန်းဆက်စကားပြောရမယ်ဆိုတော့ဒီနေ့เนาะအချိန်ပေးပြီးတော့တကယ်တက်ရောက်ပေးတဲ့တူတယောက်ချင်းစီကျေးဇူးအများကြီးတင်ပါတယ် 1BN Club ရဲ့ကိုစားတစ်ချက်နဲ့ကျေးဇူးတင်ပါတယ်တက်ရောက်နားထောင်တဲ့သူတွေလည်းဒီပေးရတဲ့အချိန်2နာရီလေးတွင်းမှာကိုယ့်ရဲ့ business နဲ့ပတ်သက်တဲ့ concept လေးပေါ့နော် mindset လေးတစ်ခုအသိဉာဏ်တိုးသွားမယ်လို့မျှော်လင့်ပါတယ်နှုတ်ခွန်းဆက်စကားဆိုတော့ club ရဲ့ mission ကခုနကလည်းပြောခဲ့တယ် diversity မတူကွဲပြားမှုတွေကိုမှ inclusivity ရဲ့အကုန်ပါဝင်လာအောင်လုပ်ထားတယ် equality မျှတအောင်ပေးထားတယ်ဆိုတော့ကျွန်မဒီနေရာမှာတွေးမိတာလေကျွန်မတို့မြန်မာလူမျိုးတော်တော်များများလူ2ယောက်ရှင်10ကိုင်းလောက်꿰တယ်နော်တစ်ဖက်မှာ3ယောက်လောက်ရှင်6ကိုင်းလောက်ဖြစ်တယ်တယောက်တည်းတွေခဏနေခုတပြိုးတော့ကြတပြိုးရတယ်ရှိသေးတာဆိုတော့လေအဲ့တော့ကျမတို့ဒီမှာ diversity မတူကွဲပြားမှုတွေကဂိုင်းကွဲဖို့ပြောတာမဟုတ်ဘူးအယူဆတွေကွဲဖို့ပြောတာမဟုတ်ဘူးကျမတို့အသေးအဖွဲ့တွေနဲ့လုပ်တဲ့အခါမှာကျမတို့ရဲ့ mission ကတော့တစ်ခုပဲရှိရမယ် same mission same goal ကိုပဲတွားနေတယ်မတူခွဲပြားတဲ့လူတွေစုနေတဲ့အသင်းဖွဲ့ဆိုပို့ပြီးတော့အောင်မြင်ပါတယ်မတူခွဲပြားတဲ့လူတွေစုနေလို့မှတယောက်တစ်လမ်းစီတွားနေတဲ့အသင်းကတော့မအောင်မြင်နိုင်ဘူးပေါ့နော်ဒီဘင်းဆိုတော့ကိုဟိုရောက်သွားလူလန်းဆိုဟိုရောက်သွားလူလန်းဆိုနဲ့အစနဲ့ပြန်လုပ်နေရမှာဖြစ်တယ်အဲ့တော့ကျမတို့ကမတူကွဲပြားတဲ့သူတွေစုနေပေမဲ့လို့ကျမတို့တူညီရဲ့ mission တူညီရဲ့ goals တစ်ခုလေးကိုထားပြီးတော့အသင်းဖွဲ့တွေအလုပ်လုပ်ကြည့်ပါเนาะအဲ့တော့ဒီမှာတူညီရဲ့နေရာဆိုကျမပြောမယ်ဆိုလို့ရှိရင်ဟိုအမျိုးသားနဲ့မျိုးသမီးပေါ့ဟုတ်လားကျမတို့ gender မှာဆိုနှစ်ခုပဲရှိတယ်အဲ့ကျမတို့လုပ်ငန်းလုပ်တဲ့အခါမှာလည်းမျိုးသားနဲ့မျိုးသမီးကအတူပူးပေါင်းပြီး collaborate လုပ်ရမယ်ပူးပေါင်းရမှာပဲဖြစ်တယ်အဲ့တော့မျိုးသားကျမတို့ business လုပ်တဲ့အခါမှာအမျိုးသားတစ်ယောက်ရဲ့ထက်မြက်တဲ့ဟုတ်လားအမျိုးသားတစ်ယောက်ရဲ့ဆုံးဖြတ်ချက်တွေပြတ်သားတဲ့ရဲရင်နဲ့ဥဆောင်နိုင်တဲ့ skills တွေကိုကျမတို့ကလုပ်ငန်းလုပ်တဲ့အခါမှာအမျိုးသားမျိုးသမီးကိုထည့်သွားရမယ်အမျိုးသားတစ်ယောက်ရဲ့စွမ်းရည်လည်းပါမယ်အမျိုးသမီးတစ်ယောက်ရဲ့ကျင်နာသနာတတ်တဲ့ဟုတ်လား
ဘူးဒီခုခုဆိုကိုချင်းစာတရားလေးနဲ့သူ့ကိုပြောပေးတတ်တယ်အရင်အတ္တမကြည့်ဘဲနဲ့မိခင်စိတ်ရှိတယ်အမျိုးသမီးတရားပဲစိတ်ထားတယ်လေကျမတို့ကဒီအသိဖွဲ့မှာဒီလိုစိတ်ထားလေးလည်းရှိရမယ်အဲ့တော့အမျိုးသားဆန်နေရင်းရင်းပြသားတယ်ဟုတ်လားဥစ္စာပိုင်းဆိုစိတ်တလည်းရှိရတယ်လို့အမျိုးသမီးဆန်နေမူညံနေကျနာတနာတက်တယ်ဟုတ်လားကိုချင်းစာတရားရှိရဲဆိုစိတ်ကလေးနဲ့လည်းကျမတို့ကအသိအဖွဲလုပ်ငန်းတစ်ခုလုပ်သွားမှဒီအသိဖွဲ့ကြီးကအစိတ်ကပ်ပြီးတော့အကုန်လုံး mission တစ်ခုလေးကိုအောင်မြင်နဲ့တန်းနိုင်ကိုမြန်မြန်ဆန်ဆန်နဲ့လုံးလုံးကိုရှောင်လန်းနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာဒီမှာမျိုးသားမျိုးသမီးဂျန်နယ်မခွဲပါဘူးဟုတ်လားသူ့ဘက်ကိုယ်ဘက်နေနေငါတွေမခွဲပါဘူးအကုန်လုံးညီတသားတည်းပါပဲအကုန်လုံးညီတယောက်တည်းဆိုရင် mission နဲ့ကိုယ့်ရဲ့ကဏ္ဍအသီးသီးကိုတာဝန်ယူပြီးတော့ကိုယ့်ရဲ့ကဏ္ဍအသီးသီး set up မှာကိုယ့်ရဲ့ business တွေကို group ဖြစ်အောင်လုပ်ပါ group ဖြစ်လာရင်ကျွန်တော်တို့ဒီ business တွေဘယ်လိုပူးပေါင်းပြီးတော့လုပ်ကြမလဲဘယ်လို collaborate တွေလုပ်ကြမလဲဒါတွေကကျွန်တော်တို့နောက်ပိုင်းမှာအတူတူပူးပေါင်းနိုင်မှာဖြစ်ပါတယ်လို့ကျွန်တော်ယုံကြည်ပါတယ်နော်အဲ့တော့အကုန်လုံးနဲ့ကျေးဇူးအများကြီးတင်ပါတယ်နော်လာရောက်ပေးတဲ့အတွက်အဆုံးထိနားထောင်ပေးတဲ့အတွက်ကိုဟုတ်